ဝတ်သားချက်ဖို့အတွက်တောထဲမှာဝက်တွေတွားချနေခဲ့ပေမဲ့လည်းတောဝက်တကောင်တလေးမှမတွေ့ရသေးပဲဖြစ်နေခဲ့တယ်။ဒါပေမဲ့ဂွန်တို့အုပ်စုကတော့ဂွန်ရဲ့ဂျေဇူနဲ့တောဝက်တွေကိုတွေးလိုက်ရပေမဲ့တောဝက်တွေကနဲတဲ့ရွယ်စားကြီးမဟုတ်နေခဲ့ကသူတို့တွေတောင်မှတောဝက်လိုက်လို့ဘစ်ကျွအောင်ပြေးနေရပြီဖြစ်ပါတယ်။တောဝက်တွေကတာမန်တောဝက်တွေမဟုတ်ပဲသူတို့ရဲ့နှာခေါင်းကတော်တော်လေးကိုတန်မာနေခဲ့ကဘလို့နီးနဲ့မှပြန်ပြီးတော့တိုက်ခိုက်လို့မရပဲဖြစ်နေခဲ့တယ်။တောဝက်တွေရဲ့နှာခေါင်းကဒုတ်ပြီးသားပြီးဖြစ်နေခဲ့ကဂွန်တော်မှတောဝက်ကိုဘလို့မှတိုက်ခိုက်လို့မရပဲဖြစ်နေခဲ့တယ်။ဒါပေမဲ့အရန်တန်မာလာတဲ့တောဝက်ကနှစ်ဖူးပေါ်ဖန်းသီးပြုတ်ကျပြီးနာနေတာကိုဂွန်တယောက်တွေးလိုက်ရတာကြောင့်တောဝက်တွေရဲ့အားနည်းချက်ကနှစ်ဖူးဖြစ်တယ်ဆိုတာကိုသိသွားခဲ့တယ်။ဒီလိုနဲ့ဂွန်ရဲ့ဂျေဇူးကြောင့်ပဲတခြားသူတွေလည်းတောဝက်ရဲ့အားနည်းချက်တွေကိုသိသွားခဲ့ကတောဝက်ကိုစီမှပြီးတော့စာမေးပွဲဖြေတဲ့နေရာစီကိုရောက်လာခဲ့ကြတယ်။စာမေးပွဲစစ်တီကလည်းအံ့ဩပြီးကြည့်နေခဲ့ကအားလုံးကတောဝက်တွေကိုစခင်နေကြပြီပဲဖြစ်ပါတယ်။စာတိုစာလည်းဒီနှစ်တော့လူတစ်တွေကတော်သားပဲဆိုပြီးချီယူနေတဲ့အချိန်ပထမဆုံးတောဝက်ကင်ကိုပြီးသွားတဲ့သူကသူတို့ကိုချကြွေးလိုက်တော့ဘူဟာရာကအမှတ်ပစ်ပေးပေမဲ့မန်ချီကတော့တောဝက်ကင်ကြီးကိုလုံးဝစားကြည့်စရာမရှိဘူးဆိုပြီးတော့0ပဲပေးခဲ့လိုက်တယ်။ဒီလိုနဲ့တခြားလူတွေလည်းတောဝက်ကင်ပဲလှုပ်လာပေးပေမဲ့မန်ချီကတော့တစ်စက်ကလေးမှမစားပဲအတွင်းပိုင်းမကြက်ဘူးပုံစံကမဲတယ်အတူးလိုနဲ့ဘာညာပြောပြီးတော့လူတိုင်းကင်တာတစ်မျိုးပဲလှုပ်နေခဲ့တာကြောင့်မန်ချီတယောက်စိတ်ပြတ်ပြီးတော့အားလုံးကိုကြပဲပေးနေခဲ့တယ်အခုချိန်ဒီတယောက်မှမအောင်သေးတာကိုအဝေးကကြည့်နေတဲ့ဂွန်တို့ကလည်းသိသွားခဲ့ပြီးခူရာပီကာကမန်ချီဟာရတာကိုဂူးမဆိုင်ပဲပုံနှန်းတစ်ထန်ကိုဂူးဆိုင်တယ်ဆိုတာသိသွားခဲ့ပြီးလေယိုလီယိုကဝက်ကင်လေးမှာအလန်တိုင်းလေးထဲလိုက်ပေမဲ့မန်ချီပို့ပြီးစိတ်ပြတ်တာကိုပဲခံလိုက်ရပြီးပန်းနေစီထားတဲ့ဂွန်ရဲ့ဝက်သားလည်းငင်းခံလိုက်ရကဟမ်ဘာဂါလိုပုံစံလှုပ်လာတဲ့ခူရာပီကာရဲ့ဝက်သားကိုတော့ဟင်းနဲ့တူတယ်ဆိုပြီးခရင်နဲ့အသားကိုဖဲ့ပြီးတော့စားကြည့်လိုက်တဲ့ချိန်မှာတော့ခူရာပီကလည်းရတာကတခြားဝက်သားတွေနဲ့အတူတူပဲဆိုတော့တီးလိုက်ရပြီးသူ့ရဲ့ဝက်သားပကံလည်းလင်းပစ်ခံလိုက်ရတယ်ဒီလိုနဲ့စာမေးပွဲလည်းပြီးဆုံးသွားပြီးဟန်နာစာမေးပွဲကတော့အောင်မြင်တဲ့သူတယောက်မှပုံမထွက်လာခဲ့ပါဘူးအဲ့ဒါကိုမြင်လိုက်ရတဲ့စာတူစာလည်းချက်ချင်းပဲဌာနချုပ်ကိုဖုန်းဆက်လိုက်ပြီးစောက်ပြရနာတက်နေပြီဆိုပြီးပြောပြလိုက်တယ်တကယ်ပဲစာမေးပွဲစစ်နဲ့စာမေးပွဲဖြေဆိုတဲ့သူတွေကြားထဲမှာအခြေအနေတွေကတင်းမာနေပြီဖြစ်ပြီးမန်ချီလည်းစာမေးပွဲဖြေတဲ့သူတွေကိုဘာရည်ချင်းမှမရှိပဲအလွယ်လိုက်တဲ့ကောင်လေးဆိုပြီးစော်ကားမော်ကပြောနေခဲ့တာကြောင့်အားလုံးကလည်းမန်ချီကိုပြန်ပြီးတော့တော်လန်နေခဲ့ကြပြီဖြစ်ပါတယ်အဲ့ဒါကစူမိုကောင်ဆိုရင်ပို့ပြီးတော့ဒေါ်လာထွက်သွားခဲ့ကမန်ချီကိုသွားတိုက်ပြီမဲ့ဘူဟာရာကပဲကြားကနေဖြည့်ရှင်းလိုက်ရတယ်ဘူဟာရာကတော့တူတာမကယ်ဘူးဆိုရင်မန်ချီကအဲ့ဒီကောင်ကိုတတ်တော့မှာဆိုပြီးပြောနေခဲ့ကမန်ချီလည်းစာမေးပွဲဖြေတဲ့သူတွေကြားထဲရောက်သွားခဲ့ပြီးသူတို့ရဲ့အားနည်းချက်တွေကိုထောက်ပြလိုက်တယ်တယောက်မှတီထွင်ခြင်းစိတ်မရှိပဲအားလုံးကဟင်းတမဲတဲ့ကိုကော်ပီကူပြီးလိုက်တူချက်ခဲ့တာကြောင့်ဟန်တာတယောက်ဖြစ်ဖို့မဖြစ်ထိုက်ဘူးဆိုပြီးပြောနေတဲ့အချိန်အီဆိုကလည်းဖဲချက်ကိုထုတ်လိုက်တော့မှရုတ်တရက်ကြီးကောင်းကင်ကနေဟန်တာအဖွဲ့စီရဲ့မတ်တစိတ်ပါတဲ့လေတင်ဘောကြီးကရောက်လာခဲ့တယ်အဲ့ခါနေလူတယောက်ကလည်းခုံစင်းလာခဲ့ပြီးမန်ချီလည်းဥက္ကဋ္ဌကြီးဆိုပြီးနှုတ်ဆက်လိုက်ကဒီကိုရောက်လာတဲ့သူကတော့ဟန်တာစာမေးပွဲစစ်ရဲ့ဥက္ကဋ္ဌကြီးကိုယ်တိုင်နယ်တယ်ရိုဆိုတဲ့အဖိုးကြီးပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့နောက်ဆုံးစာမေးပွဲမှာသူကရောက်လာမှာဖြစ်ပြီးအခုတော့အားလုံးကိုစာမေးပွဲချနေခဲ့တာကြောင့်မန်ချီကိုလည်းပြန်လဲသုံးသပ်ဖို့အတွက်ပြောနေခဲ့ကမန်ချီကလည်းစာမေးပွဲဖြေတဲ့လူတွေအားလုံးကိုစာမေးပွဲချလိုက်တာကသူလည်းနည်းနည်းလူနွားတယ်ဆိုပြီးပြောလိုက်ကနယ်တယ်ရိုလည်းနောက်တစ်ခါစာမေးပွဲစစ်ဖို့အတွက်သူ့ကိုတာဝန်ပေးနေခဲ့တယ်ပြီးတော့မန်ချီကိုလည်းသူကနေစပြီးတော့ဥပမာပေးတဲ့ကြောင်ပြောပြလိုက်တာကြောင့်မန်ချီလည်းအကြံတစ်ခုကိုရရှိသွားခဲ့တယ်အဲ့ဒါဆိုရင်ဒီစာမေးပွဲကိုထပ်စစ်ဆေးမှဖြစ်ပြီးအနီအောင်တောင်ကြားကငှက်အိုးကိုဖြုတ်ရမယ်ဆိုပြီးပြောပြလိုက်ကအားလုံးကိုအနီအောင်တောင်ကြားစီခေါ်သွားခဲ့တယ်အနီအောင်တောင်နှလုံးရဲ့ကြားထဲမှာအရန်ကိုမြင့်မာတဲ့ကြောက်ကမ်းပါကြီးတကူရှိနေခဲ့ပြီးအဲ့ဒီထဲမှာတော့အဖြူရောင်ငှက်တိုက်ကြီးနဲ့ငှက်ဥတွေကိုတွဲလောင်းချိတ်ဆွဲထားတာကိုတွေ့လိုက်ရတယ်အဲ့ဒီငှက်ဥတွေကအရန်ကိုအဆင်ပြေတဲ့ငှက်ဥတွေဖြစ်ပြီးအဲ့ဒါကိုယူပြီးတော့ပြုတ်ပေးရမှာပဲဖြစ်ပါတယ်ဖတ်တီနဲ့စူမိုနဘန်နမကတော့မဖြစ်နိုင်ဘူးဆိုပြီးပြောနေတဲ့အချိန်မှန်ကြီးကသူ့ဥပမာပြတဲ့အနေနဲ့အောက်ကိုတယောက်တည်းခုန်ဆင်းသွားခဲ့ကအားလုံးကတော့အဲ့ဒါတေချောင်းချန်စီတာပဲဆိုပြီးပြောလိုက်တယ်မှန်ကြီးကတော့ငှက်ဥကိုယူပြီးအောက်ကိုခုန်ဆင်းသွားတဲ့အချိန်အောက်ကနေပင့်လေကတက်လာခဲ့ပြီးမှန်ကြီးလည်းဘာမှလုပ်စရာမလိုပဲအဲ့ဒီလေတိုင်းမျောပါလာခဲ့ကအပေါ်ကိုပြန်တက်လာနိုင်ခဲ့တယ်အဲ့လိုနဲ့အရန်ကိုရိုးရှင်းတဲ့နီလန်ဖြစ်ပေမဲ့စူမိုတဘာတမဖက်တီကတော့မဖြစ်နိုင်ဘူးဆိုပြီးပဲထက်ညင်းနေခဲ့ကယူနေတဲ့သူပဲခုန်ချမယ်လို့ပြောလိုက်တဲ့အချိန်ခွန်တို့အုပ်စုကတော့အားလုံးခုန်ချလိုက်ပြီးဖြစ်ပါတယ်ချန်တဲ့နောက်ကလူတွေကလည်းခွန်တို့နောက်ကိုလိုက်ခုန်သွားခဲ့ပြီးရိုးရှင်းမယ်လို့ထင်ပေမဲ့လည်းတကယ်လိုက်လို့ကြီးတဲ့သူတွေကဘာလေမှပြန်ပစ်မလာပဲအောက်ကိုပြုတ်ကျသွားခဲ့ကြတယ်ခွန်ကလည်းလေလာမဲ့အချိန်ကိုသူမှတ်ထားခဲ့တာကြောင့်အချိန်မတန်သေးဘူးဆိုပြီးပြောနေခဲ့တဲ့အချိန်မှာပဲသူတို့တွယ်ကတ်နေတဲ့ကျိုးကလူတွေများလို့နာကြောင့်အလေးချိန်မခံနိုင်ဖြစ်နေတဲ့အချိန်ခွန်ကတော့အချိန်မတန်သေးဘူးဆိုပြီးပြောနေခဲ့တယ်မစောင့်နိုင်တဲ့သူတချို့ကတော့အောက်ကိုထိုးဆင်းသွားခဲ့ကြပြီဖြစ်ပါတယ်လေယိုလီကိုလည်းကျိုးပြတ်တော့မယ်ဆိုပြီးပြောနေခဲ့ခြင်းခွန်ကလည်းအချိန်ကျပြီဆိုတာကြောင့်အားလုံးလည်းခုန်ဆင်းသွားခဲ့ကြတယ်ခွန်ရဲ့အကူအညီနဲ့ပဲငှက်ဥတွေကိုအောင်အောင်မြင်မြင်နဲ့ပဲယူလာနိုင်ခဲ့ပြီဖြစ်ပါတယ်အဲ့ဒီကမခုန်ဆင်းလိုက်ရတဲ့သူတွေကတော့စာမေးပွဲကျသွားခဲ့တယ်အဲ့လိုနဲ့အဆင်ပြေတဲ့ငှက်ဥတွေကိုပြုတ်ပြီးသွားတဲ့ချိန်မှာတော့ငှက်ဥရဲ့ရတာကတော်တော်လေးကောင်းတယ်ဆိုတာသိလိုက်ပြီးခွန်ကလည်းစာမေးပွဲကျတော့တဲ့သူတွေကိုပါငှက်ဥလိုက်ကြွေးလိုက်တော့ငှက်ဥကတကယ်ပဲရတာကောင်းတယ်ဆိုတာသိသွားခဲ့ကမန်ကြီးကလည်းအရတာကဘလောက်တော့အရေးပါလဲဆိုတာနားလည်ပြီးမှတ်လားဆိုပြီးတော့ဥပမာပေးလိုက်တယ်ဒီစာမေးပွဲအဆင့်မှာတော့အောင်မြင်သူကရောက်40ကျော်တာကျန်တော့ပြီးဒီနေ့ကိုတော့သူတို့တွေအနားယူခွင့်ရရှိမှာဖြစ်ကမနေ့ပြန်မနေ့8နာရီထိအချိန်ရှိတာပဲဖြစ်ပါတယ်နဲ့တေတို့လည်းအဲ့ဒီအချိန်ထိအနားယူလို့ရကြောင်ရှင်းပြလိုက်ပြီးအတွင်းရေးမှုဘင်းကလည်းသမင်းစားဆောင်မှာကြိုက်တာလဲစားခွင့်ရှိကြောင်ပြောပြခဲ့
ခဲ့တယ်ခီလိုဟာကတော့တင်မော့ပေါ်ကိုပတ်ကြည့်ဖို့အတွက်ဂွန်ကိုတိုင်ပင်နေခဲ့တယ်လေယိုလီယိုနဲ့ကူရာပီကာကတော့အနားယူဖို့လုပ်နေတဲ့အချိန်ထွန်ပါကရောက်လာခဲ့ပြီးစိတ်ချလက်ချကြီးအနားမယူဖို့အတွက်တတိပေးနေခဲ့ကမနက်၈နာရီထိလို့ပြောပေမဲ့ဒီတင်မော့ပေါ်မှာပဲစာမေးပွဲစစ်နိုင်ကြောင်းနဲ့ခြေလွန်လက်လွန်အနားယူပြီးသွားပြီးရင်လည်းစာမေးပွဲကျသွားနိုင်တယ်ဆိုပြီးတော့တန်တရားစိတ်တွေတွင်းပေးလိုက်တယ်ကူရာပီကာကတော့စိတ်ပူပေမဲ့ဘေးနားထိုင်နေတဲ့လေယိုလီယိုကတော့ထိုင်လိုက်တာနဲ့ချက်ချင်းအိပ်ပျော်သွားခဲ့တယ်စာမေးပွဲစစ်တွေဖြစ်ကြတဲ့အမှန်ကြီးဘူဟာရာနဲ့စာတိုစာတို့၃ယောက်ကတော့ဒီနှစ်မှာလာလာရှိတဲ့လူတွေအကြောင်းကိုပြောနေခဲ့ကြပြီးအားလုံးကတော့သူတို့ကြိုက်တဲ့ကိုစီတွေပြောနေခဲ့ကြကအထဲမှာကတုံးဟန်ဆိုပါတဲ့အပြင်အထဲမှာလူတစ်ယောက်လည်းတော်တော်လေးကိုအန်တယ်များတယ်ဆိုပြီးတော့သူတို့တွေတတိထားမိနေခဲ့ကြတယ်စာတိုစာကတော့ဟန်တာစာမေးပွဲဆိုတာကမဲလိုက်လို့ကောင်းတဲ့တားကောင်ကိုရှာနေကြတာဖြစ်ပြီးအဲ့ဒီဟန်တာစာမေးပွဲကနေလည်းကိုယ့်အတွက်ပြန်မဲ့ကောင်တွေရနိုင်တယ်ဆိုပြီးပြောနေခဲ့တယ်ငမွေတိုးနှစ်ကောင်ကတော့တင်မောထဲမှာပတ်သွားနေရင်မိဖို့ဆောင်တွေကအသားတွေကိုပါသွားခိုးလာခဲ့ကအမော်စီကနေမြင်ရတဲ့မြင်ကွင်းကိုကြည့်နေကြပြီးကွန်းကခီလိုဟာရဲ့မိဘတွေကြောင်းပေးလိုက်ကခီလိုဟာကလည်းသူ့မိဘတွေကတက်ရှင်နေသေးပြီးလောက်ကျန်တက်ဖြတ်ရည်သမားတွေဆိုပြီးပြောပြလိုက်တယ်ကွန်းကတော့မအံ့ဘောပဲနှစ်ယောက်လုံးလားဆိုပြီးပုံမှန်တိုင်းမေးလိုက်တာကြောင့်ခီလိုဟာလည်းကွန်းကိုတော်တော်လေးသဘောကျသွားခဲ့တယ်အကြောင်းကတော့လောက်ကျန်တက်ဖြတ်ရည်သမားတွေဆိုတာကကဘာမှာတော်တော်လေးကိုအန်တယ်ရှိတဲ့မိသားစုပဲဖြစ်ပါတယ်တကယ်တော့ခီလိုဟာရဲ့မိဘတွေကခီလိုဟာကိုလောက်ကျန်ရည်သမားကောင်တယောက်ဖြစ်လာစေဖို့အတွက်လမ်းညွှန်ပေးခဲ့ပေမဲ့သူကတော့သူ့ဘဝကိုသူများချုပ်ချယ်တာလုံးဝမကြိုက်တာကြောင့်ဟန်တာဖြစ်ဖို့အတွက်စူးစမ်းပြီးသူ့မိဘတွေကိုပြန်ဖမ်းချင်နေတဲ့ကောင်လေးပဲဖြစ်ပါတယ်အဲ့အချိန်သူတို့စီကိုနဲ့သူတို့ရောက်လာခဲ့ပြီးခီလိုဟာနဲ့ခွန်းတို့စကားပြောနေတာကိုတွေ့တော့သူ့ရဲ့စိတ်ဆွမ်းအားနဲ့လမ်းကြည့်လိုက်ပြီးခီလိုဟာလို့လည်းတတိထားမိသွားခဲ့ပေမဲ့နဲ့သူတို့ကနောက်ထပ်တခြားတစ်ဖက်ချမ်းကနေမတိကျင်အောင်ဆောင်ပြီးရောက်လာခဲ့တယ်ခွန်းကတော့အဲ့ဒီဘက်မှာလူတစ်ယောက်ရောက်သွားတယ်ဆိုပြီးပြောနေခဲ့ပေမဲ့ခီလိုဟာကတော့အဲ့ဒါအဖိုးကြီးပဲဆိုတာသိလိုက်ရတယ်အဖိုးကြီးကလည်းသူပြင်းနေလို့ဂိမ်းကစားရအောင်ဆိုပြီးအဖော်လိုက်ရှာနေတာဖြစ်ကြောင်းပြောပြလိုက်ကသူ့ကိုနိုင်ဟန်တာဖြစ်ခွင့်ပေးမယ်ဆိုပြီးတော့လည်းပြောခဲ့လိုက်တယ်ဟန်တာဖြစ်ခွင့်ပေးမယ်ဆိုတဲ့စကားကြောင့်ခွန်းကလည်းချက်ချင်းပဲလက်ခံလိုက်တယ်ဒါပေမဲ့ခီလိုဟာကတော့စိတ်ပြက်လို့ဒီကနေထွက်သွားတော့မဲ့ချိန်အဖိုးကြီးနေတဲ့တို့ကလည်းခီလိုဟာကိုမစော့စော့ချင်အောင်လို့စိတ်ကိုမြားခွန်နေခဲ့တယ်မလွဲတာတော့ပဲစော့ဖို့ဖြစ်လာခဲ့ပြီးအဖိုးကြီးကသူ့လက်ထဲကဘောလုံးကိုလိုက်လူရမှာဖြစ်ကအခုက17နာရီထိုးပြီးဖြစ်တာကြောင့်မနက်7နာရီအချိန်ရှိပြီးအဲ့ဒီအချိန်တွင်းမှာဘောလုံးကိုလူးနိုင်တာနဲ့အနိုင်ရမှာဖြစ်ကြောင်းပြောပြလိုက်တယ်ကွန်းကလည်းရန်ကိုလွယ်လွန်းနေဆိုပြီးပြောနေခဲ့ကခီလိုဟာကလည်းရန်ကိုလွယ်လွန်းတာကြောင့်သူပဲရင်ဆုံးဖမ်းလိုက်မယ်ဆိုပြီးအဖိုးကြီးရဲ့ရှေ့ကိုထွက်သွားခဲ့တယ်ပြီးတော့အရိတ်လမ်းလျှောက်တဲ့ပုံစံနဲ့အဖိုးကြီးကိုပတ်ပတ်လဲဝိုင်းလိုက်ပြီးအဖိုးကြီးကလည်းအဲ့ဒါကဆင်းမြင့်တဲ့လောက်ကျန်ရည်တက်ပြတ်သမားတွေအသုံးပြုတဲ့နီလန်းဆိုတာသိသွားခဲ့တယ်ငငယ်ရွယ်ရွယ်နဲ့ဒီနီလန်းကိုကျွမ်းကျင်နေဆိုတာကတာမန်မဟုတ်ဘူးဆိုတာကိုလည်းနားလည်သွားခဲ့တယ်ဒါပေမဲ့လည်းအဖိုးကြီးစီကနေဘောလုံးမလူနိုင်ပဲဖြစ်နေခဲ့ကအဖိုးကြီးကအသက်ရွယ်နဲ့မလိုက်အောင်တော်တော်လေးလင်မြန်ဖြက်လက်နေခဲ့တယ်ခီလိုဟာလည်းခြေထိုးတိုင်းကွန်းနဲ့ပဲအဖိုးကြီးရဲ့ခြေထောက်ကိုသွားကန်လိုက်ပေမဲ့အဖိုးကြီးကတုတ်တုံးမှမလုပ်ပဲခီလိုဟာကပဲခြေထောက်နာသွားခဲ့ရတယ်အဲ့လိုနဲ့ဂွန်နဲ့နေရာချင်းလဲလိုက်ပြီးဂွန်တိုက်ခိုက်ဖို့ပြင်တဲ့ချိန်မှာတော့အဖိုးကြီးကဂွန်ကိုတာမန်ကလေးတယောက်လိုပဲထင်နေခဲ့ကဂွန်ရဲ့တိုက်ခိုက်ချက်တွေကတော့မြန်နေခဲ့တယ်ဒါပေမဲ့လည်းသူ့ကိုနိုင်ဖို့အတွက်10နှစ်လောက်စူးစမ်းလိုက်အောင်ဆိုပြီးအထင်သေးနေတော့မှပဲဂွန်ကချက်ချင်းပဲလမ်းကြောင်းပြောင်းသွားခဲ့ပေမဲ့အထင်ကြီးမဲ့ကြံတုံနိုင်ရန်နဲ့ခေါင်းနဲ့စောင့်မိလိုက်ကဂွန်တယောက်ကတော့ဘာမှတော့မလုပ်ရသေးပဲခေါင်းနာသွားခဲ့တယ်ဒီလိုနဲ့အပြန်အလှန်ခီလိုဟာနဲ့ဂွန်တို့နှစ်ယောက်တယောက်တလဲစီအဖိုးကြီးကိုလိုက်ပြီးတော့ဘောလုံးလူဖို့စူးစမ်းနေခဲ့ပေမဲ့အချိန်သာကြာတော့တဲ့ဘောလုံးကိုလုံးဝမလူနိုင်သေးပဲဖြစ်နေခဲ့တယ်ဒီလိုနဲ့3နိုင်လောက်ကြာသွားတော့သူတို့တွေလည်းနှစ်ယောက်ပေါင်းပြီးတိုက်ခိုက်နေခဲ့ပေမဲ့အဖိုးကြီးကိုလုံးဝမနိုင်ပဲဖြစ်နေခဲ့ကအဖိုးကြီးကလည်းပျော်ပျော်ကြီးနဲ့သူတို့နဲ့ကစားနေခဲ့တယ်ဂွန်ကတော့ညံနဲ့တုံးလိုက်ပြီးချက်ထောက်နဲ့ကန်ဖို့လုပ်တဲ့အချိန်မမီတဲ့နေရာကိုဖက်နဲ့လမ်းကန်လိုက်ကခီလိုဟာကလည်းနောက်ကနေအဖိုးကြီးကိုကန်နိုင်လိုက်တာကြောင့်ဘောလုံးကအဖိုးကြီးလက်ကနေလွင့်သွားပြီးသူတို့လည်းအခွင့်အရေးကြီးရသွားခဲ့တယ်ဒါပေမဲ့ဘောလုံးကိုပြန်ဆယ်နိုင်လိုက်တဲ့အချိန်ဂွန်ကဖက်နဲ့လမ်းပေါက်လိုက်တာကြောင့်အဖိုးကြီးလည်းဘောလုံးကိုလွတ်မိလိုက်ပြီးဂွန်တို့တွေဘောလုံးကိုမိတော့မဲ့အချိန်မှာပဲအဖိုးကြီးကသူ့မှာရှိတဲ့အသွင်အားတွေကိုတုံးလိုက်ကဂွန်တို့ရောက်တော့မဲ့ဘောလုံးစီကိုအဖိုးကြီးကရင်ဖမ်းမိလိုက်ပြီးဖြစ်ပါတယ်ဘလို့မှမနိုင်ဘူးဆိုတာသိပေမဲ့ဂွန်ကတော့ပို့ပြီးတော့ပျော်နေခဲ့တယ်ခီလိုဟာကတော့အခြေအနေကိုနားလည်သွားခဲ့ပြီးသူ့ရှုံးပေးပြီဆိုပြီးထွက်လိုက်ပေမဲ့ဂွန်ကတော့သူတို့မှအချိန်တဝက်ကျန်နေသေးကြောင်းပြောပြလိုက်ကခီလိုဟာကတော့အဖိုးကြီးကအခုချိန်ဒီညလက်နဲ့ညခြေတော့ကိုမတုံမဲ့သူတို့ကိုကစားနေတာဖြစ်ကြောင်းနဲ့အဲ့လောက်တော့အလျှော့ပေးထားတာတောင်သူတို့ဘာမှမလုပ်နိုင်တဲ့အကြောင်းကိုပြောပြလိုက်ကသူကတော့တော်ပြီဆိုပြီးပြောပြလိုက်တယ်ဒါပေမဲ့ဂွန်ကတော့လုံးဝလက်မလျှော့သေးပါဘူးဒီလိုနဲ့ခီလိုဟာလည်းတယောက်တည်းထွက်လာခဲ့ပြီးသွားပြီးနားယူတော့မဲ့ချိန်လူနှစ်ယောက်ကသူ့ကိုလာပြီးရန်ရှာနေခဲ့တာကြောင့်ခီလိုဟာလည်းနှစ်ယောက်လုံးကိုပြတ်ရှင်းလိုက်ကသူတော့ကစားပွဲကိုစောစောမနာရင်အဖိုးကြီးကိုပါတတ်မိလိုက်မယ်ဆိုပြီးတော့တယောက်တည်းပြောနေခဲ့တယ်ဂွန်ကတော့ဖိုးကြီးကိုလုံးဝလက်မလျှော့ပဲအချိန်နေတောင်ပို့ပြီးတော့မြန်လာခဲ့ကဖိုးကြီးစီကနေဘောလုံးတွေပါတင်းလူနေခဲ့တယ်ညံနေညံနဲ့ညံဖြူညံပြရှိသမျှညံနေအားလုံးကိုထုတ်တုံနေပြီးအဖိုးကြီးကိုတိုက်ခိုက်နေခဲ့တယ်အဲ့ချိန်ဂွန်ရဲ့ခေါင်းတိုက်ချက်ကိုအဖိုးကြီးကလည်းတဲ့တိုးခံလိုက်ရင်ဂွန်ကိုထိခိုက်မှာစိုးတာကြောင့်ဂွန်အတွက်ရှောင်လိုက်မယ်ဆိုပြီးသူ့ရဲ့ညာလက်ကိုထုတ်တုံလိုက်တာကြောင့်ဂွန်ကနိုင်ရန်နဲ့ပဲစောင့်မိသွားခဲ့တယ်ဒါပေမဲ့ဂွန်ကပို့ပြီးတော့ပျော်သွားခဲ့ပြီးအဖိုးကြီးကနောက်ဆုံးတော့သူ့ကိုညာလက်တုံပြီးတိုက်ခိုက်ရပြီဆိုပြီးပြောကချက်ချင်းပဲအမှန်နဲ့အိတ်မောချသွားခဲ့တယ်အဖိုးကြီးလည်းဂွန်ကိုကြည့်ပြီးတော့သူ့ရဲ့လေသင်္ဘောမောင်းတဲ့သူကိုဖြည်းဖြည်းလေးမောင်းဖို့အတွက်ပါပြောလိုက်တယ်ဒီလိုနဲ့မနေ့ရောက်ပြီးမိုးလင်းသွားခဲ့ကသူတို့တွေတတိယဆင့်စာမေးပွဲဖြေဆိုရမယ့်နေရာကိုရောက်သွားခဲ့တယ်တတိယဆင့်စာမေးပွဲဖြေဆိုရမယ့်နေရာကလက်စာရည်မျှော်စင်ပဲဖြစ်ပါတယ်သူတို့မှာအချိန်82နာရီရှိမှဖြစ်ပြီးမျှော်စင်ထိတ်ကနေအောက်ကိုအချိန်မီဆင်းရမှာပဲဖြစ်ပါတယ်မျှော်စင်ကြီးကတော်တော်လေးမျက်နှာကြောင်ခုံစင်းဖို့ကမဖြစ်နိုင်ပဲဖြစ်နေတဲ့အချိန်တောင်တက်သမားကောင်ကတော့ဒီပြိုင်ပွဲကသူ့အတွက်ပဲဆိုပြီးမျှော်စင်ရဲ့ဘေးနိုင်ငံကနေထွက်ဆင်းဖို့လုံနေတဲ့အချိန်အေယာမငှက်ကြီးတစ်ကောင်ကသူ့ကိုလာပြီးတော့ဖမ်းစားသွားခဲ့တယ်အဲ့လိုနဲ့
သူတို့တီးလိုက်ရတာကဘေးကနေတွေ့ဆင်းလို့မရဘူးဆိုတာပဲဖြစ်ပါတယ်လျှို့ဝှက်တကားပေါက်တွေလိုက်ရှာနေကြပြီးအချိန်နိုင်ဝက်လောက်ကြာသွားခဲ့တဲ့အချိန်မှာတော့သူတို့လာတာရောက်40ကျော်ဆိုပေမဲ့အခုရောက်20ကျော်ပဲကြံတော့တယ်ဆိုတာတီးလိုက်ရတယ်အဲ့အချိန်ခွန်ကလည်းလျှို့ဝှက်တကားပေါက်ကိုတွေ့သွားခဲ့ပြီဖြစ်ပြီးဒီနားလေးမှာတကားပေါက်4ချက်တောင်တွေ့ခဲ့တာကြောင့်အဲ့ဒီတကားပေါက်တွေကဓာတ်ပေါက်ကိုတယောက်ပဲတွားလို့ရတယ်ဆိုတာတီးလိုက်ရပြီးသူတို့တွေတယောက်တနေရာစီတွားလိုက်ရင်လမ်းလွဲသွားနိုင်တာကြောင့်ထောင်ချောက်တွေလည်းရှိနိုင်တယ်လို့လမ်းမှန်လည်းဖြစ်နိုင်ပေမဲ့သူတို့ကတော့တယောက်တနေရာစီတွားဖို့အတွက်ဆုံးဖြတ်လိုက်ကြတယ်အားလုံးလည်းသဘောတူညီလိုက်ကြပြီးအောက်မှာပြန်တွေ့ကြမယ်လို့ဆိုလိုက်ကတယောက်တနေရာစီဆင်းသွားခဲ့ကြတယ်ဒါပေမဲ့လည်း4ယောက်လုံးကတနေရာထဲမှာပဲလာရောက်သွားခဲ့ပြီးအဲ့ဒီထဲမှာတော့လက်ပတ်နာရီနဲ့အညွှန်းစာလေးပါပါနေခဲ့ကသူတို့ရောက်လာတဲ့နေရာကအဖွဲလိုက်ကစားရမယ်ဆိုတာတီးလိုက်ရတယ်ဒါပေမဲ့လက်ပတ်က9ဘက်ရှိနေခဲ့ကသူတို့တွေလူ9ယောက်ပြည့်မှနောက်တစ်ဆင့်ကိုသွားနိုင်မယ်ဆိုတာလည်းတီးလိုက်ရတယ်အဲ့အချိန်စပီကာကနေလူတစ်ယောက်ကလည်းသူတို့ကိုဒီကစားပွဲကြောင်းရှင်းပြလိုက်ပြီးသူတို့ရွေးချယ်လာတဲ့လမ်းကြောင်းကအဖွဲလိုက်ကစားရမယ်လမ်းကြောင်းဖြစ်ပြီးလူ9ယောက်ပြည့်မှပဲရှေ့ဆက်လို့ရမယ်ဆိုတာပို့ပြီးတော့တေချာသွားခဲ့တယ်သူတို့ကိုနောက်ဘက်ကနေပြောနေတဲ့သူကတော့စာမွေးဝဲစစ်ဖြစ်ပြီးခေါင်းစွန်းနဲ့သူ့ရဲ့လူတွေကိုလည်းခေါ်လိုက်ကစာမွေးဝဲစတင်ပြီးဖြစ်ကြောင်းလည်းကြေညာလိုက်တယ်โอเคဒီနေ့ကိုတော့ဒီမှာနေရလိုက်ပါတော့မယ်နောက်တစ်ပိုင်းကိုတော့နောက်ရက်မှာတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ရသေးဆိုရင်လုပ်ပေးသွားဖို့အတွက်တောင်းဆိုလိုက်ပါတယ်ခင်ဗျာ